ကျွန်တော်တို့ consignment ပုံမှာ Marius Pool ဆိုတဲ့ဒီလန့်တွေကိုအယောင်ထည့်ထားတာကိုမြင်ဘူးကြပါသလားကျွန်တော်တို့ consignment ပုံတွေမှာအများအားလို့ပေါ့နော်ဒီလှန်သွားမပါပဲနဲ့ဒီတုတ်ချောင်းလို့အချောင်းကြီးမှာအယောင်တွေထည့်ထားတဲ့ဒီ Marius Pool ဆိုတဲ့ဒီလန့်လေးကိုအားလုံးမြင်ဘူးကြမယ်လို့ထင်ပါတယ်တကယ်တော့ဒီ Marius Pool ဆိုတာကသူ့မှာတော့ပုံမှန်အဖြစ်အယောင်ကအရန်မလှပါပဲကျွန်တော်တို့ဒီအခြားဒိုင်းအယောင်တွေထည့်လိုက်တဲ့အခါမှာသူကအရန်ကိုကြည့်လို့ကောင်းသွားတယ်ပေါ့နော်ဒီတော့ဒီနေ့မှာဒီ Marius Pool တွေကိုကျွန်တော်တို့ဘယ်လိုသွားဖန်ရမလဲဒီအကြောင်းလေးကိုကျွန်တော် sharing လုပ်ပြပါမယ်။အဲ့တော့ကျွန်တော်တို့ Marius Pool ကို fan နေဆိုတာကသူ့ရဲ့ appearance ကိုလိုချင်လို့ပေါ့နော်ဒီသူ့ရဲ့ဒီလန်သွားမပါပဲနဲ့ဒီ unique ဖြစ်နေတဲ့ appearance ကိုလိုချင်လို့ကျွန်တော်တို့ကသွား fan ကြတာပေါ့နော်ဒီလန်ကိုဒီဒိုင်းထက်ဒီအယောင်ထည့်တဲ့သူတွေကဒီကျွန်တော်တို့ဆီကနေပြန်ဝယ်ပြီးတော့အယောင်ထည့်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာ Marius Pool fan တဲ့ညီလေးကိုကျွန်တော်တို့သွားကြည့်ကြရအောင်ပထမဆုံးကျွန်တော်တို့ Marius ရှိမဲ့မြေပုံကိုသွားရမယ် map ထဲကိုဝင်လိုက်မယ်ကျွန်တော်တို့ wall map ထဲကနေအဲ့မှာကျွန်တော်ပထမဆုံး Sophia City ကနေကျွန်တော်တို့ land under development ပေါ့နော်အဲ့ဒီ map ကနေဖြတ်ပြီးတော့ကျွန်တော် Wikidia Scotland Plain ပြီးရင် Land of K ပြီးရင် Yoru Highland ကနေမှ10နယ်လို့ဆိုရင်ကိုသွားမယ်ပြီးရင်အဲ့ဒီမှာ Newmont Palace ဆိုတဲ့နေရာမှာ Marius ရှိရပေါ့နော်ကျွန်တော်ကတော့ဒီမှာတန်းပြီးတော့သွားလိုက်မယ်ကျွန်တော်တို့အဲ့ဒီမှာဒီ first area second area third area ပြီးမှကျွန်တော်တို့ဒီ boss အခန်းကိုတန်းရောက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီ area 3ခုကိုတစ်ချက်အရင်ဖြတ်ကြမယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ boss ရှိတဲ့ innermost ဆိုတဲ့ area ကိုကျွန်တော်တို့တန်းရောက်ပြီပေါ့နော် okayဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ boss စီကနေကြမဲ့ဘယ် item ကိုသွားဖန်ရမလဲဆိုတော့ကျွန်တော်အရင်ဆုံးတစ်ချက်ပြပေးမယ်ဆိုတော့လက်နက်ဖျား Marius စီကနေ drop တဲ့ဒီ item တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီထဲမှာဒီမှာကျွန်တော်အခုပြထားတဲ့ဒီ runestone ဆိုတဲ့အဲ့ runestone ဆိုတဲ့အဲ့ကျွန်တော်တို့ဒီ Marius broken rock ဆိုတဲ့အဲ့ဒီ item နှစ်ခုကိုကျွန်တော်တို့အဓိကထားဖန်ရမယ်။ဟောလဲဆိုတော့ land craft တဲ့အခါကျရင်အဲ့ဒီ item နှစ်ခုကအဓိကလိုတာမလို့ပေါ့နော်။ Okay အခုကျွန်တော် DBS ကာရီတာပြောင်းပြီးသွားပြီ။ကျွန်တော်နဲ့အတူတူတော့ fan ကြည့်ကြရအောင်တစ်ချက်။ဒီ Marius fan ဖို့ဆိုရင်အရင်ချမ်းနေဖို့မလိုဘူးပေါ့နော်။ကိုယ့်ရဲ့ကာရီတာအသင့်တင့်ဒီ damage ရှိရင်ကိုကျွန်တော်တော့ fan လို့ရတယ်။ပြီးကြ fan ရတဲ့ဒီ post button ကလည်းအရင်မခတ်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်နဲ့အတူတူတစ်ချက်တော့ fan ရမယ်။အဲ့မှာကျွန်တော်တို့ runestone drop ဆိုရင်ကျွန်တော်တို့ post ကိုဒီ break back လို့ရတယ်ပေါ့နော် post ရဲ့ break back ဒီ break back ဆိုတာကျွန်တော်တို့ဒီ stand ပေးလိုက်တဲ့အခါမှာဒီထွက်လာတဲ့အဖြူရောင်အကွက်ကြီးပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ခဏ touch လုပ်လိုက်ရင်ကျွန်တော် break ဆိုတဲ့စာတန်းလေးပေါ်တယ်ဒီကျွန်တော် break လုပ်ရမယ်ပေါ့ okay ဆိုတော့ကျွန်တော်ဒီမှာစပြီးတော့ attack စလုပ်မယ်ဒီမှာတော့ကျွန်တော် post ကိုစတန်သွားပေးဖို့လုပ်တော့ MP ချာကြီးသွားနှိမ့်မိရပေါ့နော်အဲ့မှာကျွန်တော်တစ်ခါခံလိုက်ရတယ်ဆိုတော့ဒီမှာကျွန်တော်ဒီ hard hit နဲ့ကျွန်တော်အဓိက post ကိုဒီ break back ပေါ်အောင်လို့ကျွန်တော်စတန်စပေးရမယ်ပေါ့နော်အဲ့မှာကျွန်တော် break back ပေါ်ရင်အဲ့ဒီအလဲကောင်ခဏနှိပ်လိုက်အဲ့မှာ break ဆိုတဲ့စာတန်းလေးပေါ်လာမယ်ပေါ့နော်အဲ့ဒီစာလေးပေါ်တဲ့ဒီကျွန်တော် break လုပ်ရမယ်ကျွန်တော်တို့အများကြီး break လုပ်ဖို့မလို့ကျွန်တော်တစ်ခါလောက် break လိုက်တာနဲ့အဆင်ပြေပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ post ကိုကျွန်တော်တို့နိုင်အောင်ချရုံပဲပေါ့နော်ကျွန်တော်တစ်ခါ break ပြရတဲ့ post ကိုနိုင်အောင်ချရုံပဲpost ရဲ့ button ကသူ့ရဲ့သွေး90%ရောက်သွားတာနဲ့ post ကကျွန်တော်တို့ကိုဒီ silence နဲ့ breathing ဖြစ်အောင် AOE နှစ်ခါထပ်သုံးတယ်ပေါ့နော်ကျွန်တော်တို့ silence နဲ့ breathing ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ skill တွေကိုသုံးလို့မရဘူးပေါ့နော်အဲကြောင့်ကျွန်တော်တို့ရိုးရိုး attack နဲ့ပဲချမဟုတ်ရင်လည်းကျွန်တော်တို့ဒီ first page ပေါ့နော်သူ့ရဲ့သွေး90%မရောက်ခင်တည်းကကျွန်တော်တို့တစ်ခါတည်းတန်းဖြတ်လိုက်နိုင်ရင်တော့အဆင်ပြေမဟုတ်ဘူးဆိုရင်သူကဒီသွေး90%အောက်ကိုရောက်တာနဲ့အဲ့လို AOE တစ်ခါထပ်သုံးတယ်ပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်တို့ post ကိုနိုင်တော့ပြီဒီမှာဆိုရင်ကျွန်တော် first page မှာ break လိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာ runestone ကိုတစ်ခုစရတယ်ပေါ့နော်ကျွန်တော်တို့ဒီ break လုပ်တိုင်းလဲ runestone ကအခါတိုင်း job ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ခဏတိုက်ရင်တော့ကျွန်တော် runestone ကိုတခြားဘောက်ကိုခဏရနိုင်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော် runestone ခုရပြီနေပေါ့နော်ဒီမှာတော့ကျွန်တော် Marius Pool ပုံစံပေါ့နော်ဒါကျွန်တော်တို့ဒီ Marius Pool draw တဲ့အခါကျရင်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ drop မယ်အဲ့ဒါကိုကျွန်တော် appearance change ပြီးတော့ကျွန်တော်တို့ပြန်ရောင်းလို့ရတယ်ပေါ့နော်
ကျွန်တော်ကိုယ်တိုင် crab ပဲဆိုရင်တော့ခုနကကျွန်တော်ပြောရဲ bronze stone နဲ့ broken rock ဆိုတဲ့ဒီ item တစ်ခုနဲ့မှကျွန်တော်တို့ crab လို့ရမှာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီ blacksmith guide ကိုတုံးပြီးတော့ကျွန်တော်တို့ဒီ Mayus bow ကိုကျွန်တော်တို့ crack သွားလုပ်ပြမှာပေါ့နော်ဒီမှာကျွန်တော် create equipment ကနေကျွန်တော်တို့ helmet land တွေကနေကျွန်တော်တို့အဲ့ဒီမှာဒီ Mayus bow ဆိုတဲ့အားလေးပေါ့နော်ကျွန်တော်တို့အမှာ Mayu broken rock 3ခုနဲ့ rune stone တစ်ခုနဲ့ပေါ့နော်ကျွန်တော်တို့တစ်ချောင်းရဖို့ဆိုရင်အဲ့ဒီနှစ်ခုလိုအပ်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ creation စလုပ်လိုက်ရင်ကျွန်တော်တို့ Mayus bow ကို crab ပြီးသွားပြီပေါ့နော်အဲဒါဆိုရင်ဒီမှာကျွန်တော် Mayus bow ကို crab လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီပုံစံမျိုးနဲ့ Mayus bow ကြီးခဏခဏ crab ပြီးတော့ကျွန်တော်တို့ပြန်တင်ရောင်းနိုင်တယ်ပေါ့နော်Shopee ကနေကျွန်တော်တို့ Mayu bow တွေတွားရောင်းကြမယ်ဆိုတော့ဒီမှာကျွန်တော်တို့ Sophia City ကဒီ consignment ပုံမှာကျွန်တော်တို့ consignment ပုံမှာတွားတင်အောင်ပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တွားတင်ရတဲ့3ချောင်းရှိတယ်ဒီမှာကျွန်တော်တို့နောက်ထပ်ထပ်ရထားတဲ့ဒီ Mayu bow တွေကိုလည်းတွားတင်အောင်မယ်ဒီမှာဆိုရင်ကျွန်တော်3,300နဲ့တွားတင်အောင်မယ်ပေါ့နော်3,333ပေါ့ကျွန်တော်တို့နောက်ထပ်အားတွေလည်းအတိုင်းပဲကျွန်တော်တို့တွားတင်အောင်မယ်တင်အောင်ပြီးတော့ကျွန်တော်တို့အခြားသူတွေ Mayus bow တွေကိုဈေးဘယ်လောက်နဲ့တင်အောင်လဲဆိုတော့လေကျွန်တော်တို့တစ်ချက်ပြန်သွားကြည့်ရမယ်။ဟောလဲဆိုဈေး short တင်တာတွေဈေးထက်တင်တာတွေဆိုတော့ကျွန်တော်တို့အခြားသူတွေဘယ်လိုရောင်းလဲဆိုတာကိုကျွန်တော်တို့ကြည့်ပြီးမှသာကျွန်တော်တို့အဲ့လိုထပ်လုပ်လို့ရမှာပေါ့နော်။ကျွန်တော်တို့ဒီမှာ Mayu bow တွေကိုဝင်ကြည့်တော့အခြားသူတွေကဒီတသိန်းခွဲနဲ့ပေါ့နော် Mayu bow တစ်ချောင်းကိုတသိန်းခွဲနဲ့တင်ရောင်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတသိန်း3,000ဆိုတာနဲ့တွတ်တင်ရောင်းတာအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒီနေ့အနေနဲ့ Mayu bow တွေဖန်ပြီးတော့ဘယ်လိုမျိုးစီးပွားရေးတစ်ခုအနေနဲ့ရောင်းလို့ရလဲဆိုတော့ကိုကျွန်တော်ပြောပြပေးခဲ့ပါပြီအားလုံးကျေးဇူးတင်ပါတယ်